နေ့လယ်2 နာရီအခုမှအိမ်ကထွက်မဲ့သူဒါပေမဲ့ဒါကကျွန်တော် creator life ပဲလေဒီနေ့ on note ထဲမှာနည်းနည်းလဲမယ် cafe ဝင်မယ်ညနေခင်း content ရိုက်မယ် let's go This one guarantee. So this one So out. yeah, we have Only this one. yeah. Okay. AI ပြောတဲ့အတိုင်းတော့လုပ်ပြီးသွားတယ်ကျွန်တော်တစ်ပတ်ကို3-4ကလောက်လာဖြစ်တယ် Wi-Fi ကောင်းတယ်လူမများဘူး Aircon ရှိတယ် Creator တယောက်အတွက်ဆိုရင်ဒါတွေကအနက်ပဲလေပေါ့နော်ဒါအခုကျွန်တော် edit လုပ်နေတာတွေကဒါ THN cookie အတွက် next video ပေါ့နော် DaVinci Resolve ထဲမှာဒါ color grading စစ်နေတယ် note tree တွေချိန်နေတယ်ဒါကြားရတာတော့ sound boring ဖြစ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါ the fun part ပါပဲအခုလိုမျိုးဒါ coffee ဆိုင်မှာ edit လုပ်တာအိမ်မှာလောက်တာတဲ့ပို့ပြီးတော့ productive ဖြစ်တယ်ကျွန်တော်တို့အိမ်မှာဆိုရင်ဒါအိပ်ရာလည်းနီးတော့အိပ်ရာပေါ်တက်လိုက်ရင်ကျွန်တော်တို့ဒါအိပ်ပျော်သွားတဲ့အခါတွေရှိရယ်ပြီးတော့တို့အိပ်ရာမထားလာချင်တာမျိုးတွေပေါ့နော်ဒါအလုပ်ကိုမပြီးစေဘူးပေါ့တကယ်နဲ့အဲ့ဒါမပါဘူးဒါပေမဲ့သူပြောထားတာဘတ်ကနေထမလာခြင်းဘူးရှိမယ်တဲ့โอเคအခုကတော့ကျွန်တော်ညနေစောင်းတော့မှာပေါ့နော်ညနေစောင်းတော့မယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေပါနည်းနည်းပါးရိုက်မယ်အဲ့တော့ညားဟိုနားလေးကျွန်တော်ဗီဒီယိုလေးရအောင်ယူမယ်ပေါ့နော်Creator Live ဆိုတာ glamorous မဟုတ်ဘူးကျွန်တော် laptop တစ်လုံး camera တစ်လုံး cafe ဆိုင်တစ်ခုရှိရတယ်ဒါကျွန်တော် office ပဲပေါ့နော်ဒါပေမဲ့အခုလိုမျိုးဒီ freedom ကိုတော့ကျွန်တော်ဘာတိုင်းမှ train မလုပ်ချင်ပါဘူး Let's go မြန်မာကနေဘန်ကောက်ကိုရောက်လာတာ easy key တော့မဟုတ်ခဲ့ဘူးဒါပေမဲ့ဒီနေ့ဒီမှာအခုလိုမျိုး camera နဲ့ဒါဗီဒီယိုရိုက်နေရတာ I'm grateful for that ဒီနေ့ကတော့ဘာမှ special မဟုတ်ဘူးဒါ just another afternoon in Onat ဒါပေမဲ့ဒီလို regular day တွေကိုမှဒါ record ထားချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ because one day this will be a memory okay let's goဒါပဲဒီနေ့တော့ကတော့ဒါပဲ subscribe လုပ်ထားခဲ့ပါ see you next time okay အဲ့တော့ကျွန်တော်ပြောချင်တာကပြောရမယ်ဆိုရင်အခုဒီ AI ထုတ်ပေးသွားတဲ့ script တွေအတိုင်းဒါကျွန်တော်အကုန်လုံးလုပ်သွားပါတော့ဒါကျွန်တော် creation တခုမှမထည့်ဘဲနဲ့ဒါ AI ကနေအစအဆုံးဒါ dialogue တွေကိုပြီးတော့ရိုက်မဲ့ short ပုံစံတွေကိုဒါ AI ကနေထုတ်ပေးတဲ့အတိုင်းကျွန်တော်အကုန်လုံးတွေ့မသိမ်းရိုက်သွားတာပေါ့နော်ပြောရမယ်ဆိုရင်တော့အရင် basic ကြလို့ ਨੇ ဒါ Claude AI ကိုကျွန်တော်အမြဲတမ်းသုံးတယ်အဲ့တော့ဒါကျွန်တော်ရဲ့ work flow တွေပါလို့သူကသိတယ်ဗျာသိတော့ကျွန်တော်ကနေပြီးတော့ဒါ THN ဒါကျွန်တော် vlog ရိုက်တဲ့ပုံစံအတိုင်း content creation တခုလုပ်ပေးပါဆိုပြီးတော့ဒါကျွန်တော်ကနေ prompt ထုတ်လိုက်တယ်ပေါ့နော် in general ဆိုဗျာကျွန်တော် cinematic content တွေပါတယ်ဒါ description တွေပါတယ်ကျွန်တော် YouTube အတွက်ဒါသူ့ကိုရေးခိုင်းတာပဲရှိတယ်အဲ့တော့ तू ကနေပြီးတော့ကျွန်တော်ရဲ့ YouTube channel ကိုလည်းတည်တယ်ကျွန်တော် cinematic content တွေလုပ်နေရဆိုတော့တည်တော့ကျွန်တော်ရဲ့ vlog ထဲမှာဒါ cinematic shot တွေပါတယ် तू က video အနေနဲ့ဒါရိုက်ခိုင်းနေပေါ့ဗျာအဲ့တော့ဒါ creative ဘိုင်းမှာဆိုရင်တော့ဒါ AI က
ပြောရမယ်ဆိုရင် format အတိုင်းပေါ့နော်ကျွန်တော်လုပ်နေကြပုံစံအတိုင်းရေတခြား YouTuber တွေကျွန်တော်ကြည့်တဲ့ YouTuber တွေစီကနေ inspiration သူတို့ဘယ်လိုလုပ်လဲဆိုတဲ့ဟာကို inspiration ယူပြီးတော့ကျွန်တော် content ပြန်ထုတ်ပေးတဲ့သဘောပဲရှိတယ်အဲ့တော့ကျွန်တော်နောက်ဆုံးတစ်ခုပြောချင်တာကကျွန်တော်လည်းအခုလက်ရှိမှာ AI သုံးတယ် AI ကိုကျွန်တော် creative ဘိုင်းကိုပြီးတော့ကျွန်တော်ရဲ့ workspace တွေဒါ time management ဘိုင်းတွေကို AI ကိုသုံးတယ်ပေါ့နော်ဟိုတကယ်တမ်းကဒီ AI ကိုကျွန်တော်တို့တွေဒီ creative ဘိုင်းမှာဆိုရင်ဒါ inspiration ယူဖို့လောက်ပဲသုံးတင်တယ်ဥပမာ तू ကနေပြီးအခုလိုမျိုး content ဆိုရင်လည်း तू ကထုတ်ပေးတဲ့ content ကိုကျွန်တော်တို့2မျိုး3မျိုး4မျိုးလောက်ထုတ်ခိုင်းမယ်အဲ့ထက်မှကိုကကောင်းတဲ့ဟာလေးနှုတ်ထုတ်ပြီးတော့ဒါကိုလုပ်ချင်တဲ့ content ဒါကိုဖန်တီးချင်တဲ့ content ကိုယ့်ရဲ့ဒါ creative idea နဲ့ပြန်ပြီးတော့ AI နဲ့ပေါင်းပြီးကျွန်တော်တို့ content creation တွေလုပ်လို့ရပါတယ်ဒီ AI ကပြောတဲ့အတိုင်းလိုက်လို့မယ်ဆိုရင်တော့အဆင်မပြေသေးဘူးပေါ့နော် Okay ဒါဆိုရင်တော့ နောက် video ကြာရင်လူသားဆန် creative idea ဖြစ်တဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ် like and subscribe နှိပ်ခဲ့ဖို့မေ့ပါနဲ့